အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အပြင်သားကျွတ်ကျွတ်လေးနဲ့အတွင်းကမီမီရှိတဲ့စစ်သားကြုံလေးကိုဘယ်လိုကြောထားလဲဆိုတာလိုက်ကြည့်ပေးကြပါအောင်နော်ဒီဥစ္စာအနေနဲ့ရေးစသန့်ဆင်ထားတဲ့စစ်သားလေးတွေကိုစားစနွန်းမုံပြောင်တင်မုံထည့်ပြီးတော့မှခဏလောက်နေပြီးတော့5မိနစ်10မိနစ်လောက်နှက်ထားလိုက်ပါမယ်ပြီးတော့ရင်တော့ပြုတ်မယ်ပေါ့နော်ပြုတ်လိုက်ခြင်းအပြင်ကြော်တဲ့အခါမှာအတွင်းကမကျစ်တာတွေမဖြစ်ပါဘူးရှင်ပြီးတော့အရသာလေးလည်းပို့ပြီးတော့ဝင်နေပေါ့နော်စစ်သားလေးတွေပြုတ်ထားပြီးရင်တော့သူနဲ့တွဲကြော်ဖို့အတွက်ဆန်မုံ2စုံ3စုံလောက်ထည့်မယ်ပြီးရင်ကြော်မုံထည့်မယ်ပေါ့နော်ရောပြီးတော့မှဒီလေးနဲ့နည်းနည်းစီလုပ်လိုက်ပါမယ်စီများတော့မှဆိုလို့ပါရှင်ဒါခုဆိုရင်တော့ပြပြလေးရပြီဆိုရင်တော့ခဏကပြုတ်ထားတဲ့စစ်သားလေးတွေကိုဆယ်ပြီးတော့မှခဏကအကြော်မုံလေးတွေနဲ့ကပ်ပြီးတော့စားကြော်မယ်ပေါ့နော်ကြော်မုံလေးတွေကိုတစ်ခါကပ်ပြီးတော့စီရိုးတဲ့ခဏထည့်ပြီးတော့မှပြီးရင်နောက်ဆက်တစ်ခါထပ်ကပ်ပြီးထပ်ကြော်ရင်ပို့ပြီးတော့မှစားကောင်းတယ်ပေါ့နော်ဆန်မုံနေလည်းမကွာကြတော့ဘူးပေါ့ရှင်ဒီခုဆိုရင်တော့အရင်ကစားလို့ကောင်းတယ်အတွင်းသားအီလေးနဲ့အပြင်ကကြွကြွလေးနဲ့အရင်ကစားလို့ကောင်းတယ်စစ်သားကြော်လေးရပါပြီရှင်အားလုံးလိုက်လို့စားကြည့်နော်တသားမိမိရွှေနဲ့ရဲကြိုက်ပါပဲရှင်